Hello, guten Tag. မတို့ဒီရှေ့ရဗီဒီယိုမှာဂျာမန်ရဲ့ဒီ standard alphabet 26လုံးနဲ့ပတ်သက်ပြီးတော့မတို့လေ့လာခဲ့ကြတယ်။ဆိုတော့ဒီဗီဒီယိုမှာတော့ unit alphabet 4လုံးနဲ့ပတ်သက်ပြီးတော့မတို့လေ့လာကြမယ်။နောက် diphthong နေပါနော်။ diphthong နေနဲ့ပတ်သက်တဲ့အရာရဲ့ပြီးတော့မတို့ကိန်းဂဏန်းနဲ့ပတ်သက်တာပါမယ်။နောက်တစ်ခုကကျတော့မတို့ vifraga ပေါ့နော်။မိကုန်းနေနဲ့ပတ်သက်တဲ့အရာနဲ့ပတ်သက်ပြီးတော့မတို့ဒီဗီဒီယိုမှာလေ့လာကြမယ်။ဆိုတော့ပထမဆုံးမတို့ဒီ unit alphabet 4လုံးနဲ့ပတ်သက်ပြီးတော့မတို့စပြီးတော့လေ့လာရအောင်ဆိုတော့ဂျာမန်မှာမတို့ဒီဂျာမန်စလုံး R ပေါ့နော် R ရဲ့အပေါ်မှာသူအဆက်လေး20ရှိတယ်ဒီအဆက်လေး20ကိုမတို့ကဘယ်လိုခေါ်လဲဆိုရင် umlaut လို့ခေါ်တယ်เนาะဒါဆိုရင် R umlaut ပေါ့နော် umlaut ကိုမတို့ကအတန်ကိုကြတော့အဲလို့အတန်ထွက်တယ်ဒီမှာ umlaut ဒီလို umlaut เนาะ r ပေါ်မှာအဆက်လေးရေးလဲရတယ်ဒါမှမလို့ရှင်မတို့က ra ဒီလိုပုံစံရေးမယ်ဆိုရင်ဒါအတူတူပဲเนาะဆိုတော့အဲ့ဒီ umlaut ကိုမတို့ကအတန်ထွက်တော့အဲလို့ထွက်ပါတယ်ဆိုတော့ဒီမှာကြည့်ရအောင်မတို့ဒါဆိုရင် b a ဘဲလို့အတန်ထွက်ပါတယ် b a ဘဲနောက်တစ်ခုအမ k a ဆိုတော့ k ပေါ့နော်ဒီမှာ x a နော် z z a z k z ဆိုတာကျတော့မတို့ကဒိန်ခဲကိုပြောတာဖြစ်တယ်နောက်တစ်လုံး o umlaut ကိုတော့အမတို့ကအယိုးလို့ထွက်တာပေါ့နော်အယိုးကိုမြန်ခေါ်တဲ့အတန်နှကန်းကိုစုပြီးတော့အမတို့ကဝိုင်းလေးစုပြီးတော့အဲ့လိုမျိုးခေါ်တဲ့ yo ဆိုတဲ့အတန်ပေါ့နော်အဲ့တော့ o umlaut ကို yo လို့အတန်ထွက်တယ်အဲ့ o umlaut ကိုလည်းပဲဒီမှာအမတို့က oa ဒီလိုပုံစံမျိုးလေးရေးလဲပဲဒါအတူတူပါပဲအဲ့တော့အမတို့အတန်ထွက်ကိုတစ်ချက်လေးကြည့်အောင်ဒါဆိုရှင် m yo ဆိုတော့မျိုးလို့ထွက်တာပေါ့နော်မျိုးအဲ့တော့ဒီမှာတစ်ချက်မတို့ကြည့်အောင် x c u n s c u n ဆိုရှင်မတို့ကရှုံးဒါလာပတော့နော်လာပတော့လို့အဓိပ္ပာယ်ရတယ်နောက်တစ်ခုကတော့မတို့ကဥပေါ်မှာအဆက်လေးနှလုံးဥမလောက်နော်ဥမလောက်ကိုအတန်ထွက်လို့ရှင်တော့မတို့က u လို့ထွက်တယ် u ဆိုတာအယူလို့ခေါ်တာကိုမြန်လေးခေါ်ကြည့်ရင် u အဲ့လိုအတန်ထွက်တာပေါ့နော်အဲ့တော့ u ကိုမတို့ကဒီဥပေါ်မှာဒီဥမလောက်ဒီလိုပုံစံမျိုးမရေးပဲမှာတော့ဥ a ဒီလိုပုံစံမျိုးရေးလဲတူတူပါပဲเนาะအဲ့တော့ b u view အဲ့လိုထွက်တာပေါ့เนาะဒီမှာကျတော့ဘာလဲဆိုရှင် u b a r uber ဆိုတာအမတို့အပေါ်မှာဒီလိုမျိုးအဓိပ္ပာယ်ရတယ်နောက်တစ်လုံးကကျတော့ဒီစလုံးလေးပေါ့နော်ဒါလေးကဘီတာလိုပုံစံမျိုးလေးကိုအမတို့ကသူကတော့အမီမပါဘူးပေါ့နော်အမီမရှိဘူးပေါ့ဘီတာပုံစံမျိုးလေးသူ့တော့အမတို့က exact လို့အတန်ထွက်ပါတယ် exact ပေါ့နော် exact သူ့ကိုတော့အမတို့ကဒီတကယ်လို့ဒီလိုမျိုးပုံစံမျိုးနဲ့မရေးချင်ဘူးဆိုရှင်လဲ s နှလုံးရေးလိုက်တယ်အတူတူပါပဲဒီမှာအတန်အမတို့ထွက်ကြည့်အောင်အဲ့တော့ gru exact ပေါ့နော်ဒါ groups အတန်ကြီးနဲ့ထွက်တာ groups ဆိုတာကြတော့ကြီးတော့ပေါ့နော်ဆိုတော့ဒီအခရာ၄လုံးဒီ၄လုံးကကြတော့အမတို့ဒါunit alphabet ၄လုံးပေါ့နော်အဲ့တော့ဂျာမန်မှာပထမဗီဒီယိုမှာအမတို့လေ့လာသွားတာ26လုံးဒီမှာက၄လုံးဆိုတော့အမတို့အလုံး30ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ဘာလဲဆိုရင် diphthong နေ diphthong ဆိုတာကြဘာလဲဆိုရင်အမတို့ vowel ကနှလုံးပါတယ်ဒါမဲ့အမတို့အတန်ထွက်လို့ရှင်တတန်ပဲထွက်တယ်ဒါကို diphthong လို့ခေါ်တာပေါ့နော် diphthong လို့ခေါ်တယ်အဲ့တော့ပထမဆုံးအနေနဲ့အမတို့ကြည့်အောင်ပထမဆုံးဒီမှာနော်ဒီမှာ re နဲ့နော် a ကိုကြတော့အမတို့က I'm လို့အတန်ထွက်တယ် I'm လို့အတန်ထွက်တယ်နော် I လို့အတန်ထွက်တယ်ပထမဆုံးဒီမှာအမတို့ဒီစလုံးလေးကိုကြည့်အောင်
ဒီစလုံးလေးကိုကြည့်မယ်ဆိုရှင်မတို့က AE ကိုကြတော့မတို့ဘယ်လိုမျိုးအတန်ထွက်တယ်ဆိုရှင်အမတို့ကအင်္ဂလိပ်စလုံးမှာဆိုရှင်ဒါလေးက I ပေါ့နော် I ပေါ့နောက်စလုံးက I အဲ့ဒီ I တိုင်းထွက်တယ်အမတို့ကနော်အဲ့တော့ AE ကိုကြတော့အမတို့ကအင်္ဂလိပ်စလုံးနောက်တန် I တန်ထွက်တယ်အဲ့ဒါကို I တန်ထွက်တာပေါ့နော် I ဆိုတဲ့အတန်ထွက်တယ်အဲ့တော့ဒီမှာ AEX နော် IMS ဒါပါလဲဆိုရင်ရေခဲမုတ်ကိုပြောတာရေခဲမုတ်နော် I နဲ့ထွက်တယ်နောက်တစ်ခါကျတော့အမတို့ကဒီမှာ RE ကိုလည်းအမတို့က I နဲ့ထွက်တယ် I ဆိုတာဥမာနော်အင်္ဂလိပ်လို EYI ဒီလိုမျိုးတန်ပေါ့နော်အဲ့တန်ထွက်တယ်အဲ့မှာ my ဆိုတာကပါလဲဆိုရှင်အမတို့ကမေလကိုပြောတာတဲ့မိုင်းပေါ့နော်မေလကိုပြောတာဖြစ်တယ်နောက်တစ်ခါကျတော့ RU ကကြတော့အမတို့အောင်လို့အတန်ထွက်တယ် RO ကိုတော့အောင်လို့အတန်ထွက်တယ်ဒီမှာ RO အောင်နော်အဲ့တော့ ROS house ဒါကဘာပြောလဲဆိုရှင်အိမ်ကိုပြောတာ desk house နော်သူရဲ့ article ကကြတော့ရှေ့မှာ desk ရှိမယ် desk house ဒါကအိမ်ကိုပြောတာနောက်တစ်ခုကကြတော့ AU ကြတော့အမတို့က wine လို့တန်ထွက်တယ်ဒီမှာဒီတန်ပေါ့နော် AU ကိုကြတော့ wine လို့တန်ထွက်တယ်ဒီမှာ NAU ဒါကကြတော့အင်္ဂလိပ်လိုဆိုတော့အမတို့က new ပေါ့နော် NEW new အသစ်ဒါနဲ့တူတယ် no wine အဲ့လိုမျိုးပေါ့နော်နောက်တစ်ခါကျတော့ဒီမှာဒါပါလဲဆိုရှင်ဆော့ဆော့အာဦးမလားအဲဆိုတာနဲ့ဦးနဲ့เนาะအဲဦး wine ဆိုတော့ဒီမှာဒီ house ဒါကဒီ house ပေါ့เนาะ house ရဲ့သူရဲ့ဒါကဘယ်လိုလဲဒီဖြစ်သွားဒီ house အိမ်များပေါ့เนาะသူမှာတော့ဒီမှာဒီမှာเนาะ HROS ဦးမလောက်ပါတယ်เนาะဒီ house အိမ်များနောက်တစ်ခုကကြတော့ဘာလဲဆိုရှင် I ဒီမှာနော် EA ဒါကိုကြတော့အမတို့ကဘယ်လိုအတန်ထွက်လဲဆိုရှင်အင်္ဂလိပ်ဒီနောက်ဆုံးစလုံးရဲ့အင်္ဂလိပ်တန် E တန်ထွက်တာပေါ့နော်ဒီမှာ E တန်ထွက်တယ်ဒီမှာဒါကိုဘယ်လိုတန်ထွက်လို့ဆိုရှင် labor ဆိုတာကြတော့ဒါပါလဲဆိုရှင်အချစ်ပေါ့နော်ချစ်ချင်းမြတ်တာနော်အချစ်နဲ့ပတ်သက်တဲ့ဟာကိုပြောလို့ရှင်ဒါ labor ဒီလိုပြောတာပေါ့နော်ဒါကြတော့ဘာလဲဆိုရှင်မတို့တစ်သွန်းနေနဲ့ပတ်သက်တဲ့အရာပေါ့ဘာဝင်နှလုံးရှိရဲဒါမဲ့မတို့ကတတန်ပဲထွက်တဲ့အရာဒါကို tip သွန်းလို့ခေါ်တာပေါ့နော်ဒီ6လုံးနဲ့ပတ်သက်ပြီးတော့လဲမတို့ကသိထားဖို့လိုအပ်ပါတယ်ဆိုတော့နောက်တစ်ခုကကြတော့ Zalen ပေါ့နော်ဒီကိန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့မတို့လေ့လာကြရအောင်အဲ့တော့ပထမဆုံးအနေနဲ့မတို့ကကြတော့တုံညကိုမတို့ကဂျာမန်လို့ဆိုရှင်တော့ new လို့ခေါ်တယ်တုံညကို new လို့ခေါ်ပါတယ်နံပါတ်1ကိုကြတော့မတို့က ice လို့ခေါ်တယ်အဲ့ဒီ1ရဲ့နောက်မှာ s လေးပါတယ်ပေါ့နော် s ပါတယ် ice လို့အတန်ထွက်တယ်တကယ်လို့ဥပမာကိုက ice ရဲ့နောက်မှာနောက်တစ်ခုပေါ့နော်ကိန်းနဲ့တစ်ခုပါမယ်ဆိုရှင်တော့ဒီရဲ့ s ကပြုတ်သွားလိမ့်မယ်နော်ပြုတ်သွားလိမ့်မယ်နောက်တစ်ခုနံပါတ်2ကိုကြတော့မတို့က spine လို့အတန်ထွက်ပါတယ်z VAE spine 3ကိုတော့ dry နံပါတ်4ကိုတော့ fear ကကြတော့အမတို့ကဒီအင်္ဂလိပ်စာမှာဆိုရှင် FEAR fear ပေါ့နော်ကြောက်စိတ်ဒါနဲ့ပတ်သက်အတန်တူတယ်ပေါ့နော် fear နံပါတ်5တော့ fourth လို့အတန်ထွက်ပါတယ်နံပါတ်6ကိုတော့အမတို့က 6နော်6လို့အတန်ထွက်တယ်ခုကတော့ 7နံပါတ်8ကိုကြတော့ art ကိုတော့ noy လို့အတန်ထွက်တယ်ဒီမှာနံပါတ်10ကိုတော့အမတို့က same လို့အတန်ထွက်ရမှာဖြစ်ပါတယ်ဆိုတော့နံပါတ်
static ကိုတော့အမတို့က of စနစ်ကိုတော့ svov အဲ့တော့ကျန်တာရောလွယ်သွားပြီအမတို့ကတစ်ကနေ30အထိတီးဖို့လိုတယ်နောက်17နဲ့စနစ်ကိုတော့အမတို့မှတ်ရမယ်ပေါ့နော်နောက်တစ်ခါလည်း73ကိုတော့အမတို့က3ကကြတော့ dry 3ကိုကြတော့အမတို့က dry 30ကကြတော့ zane အဲ့တော့ dry zane အဲ့တော့ဒီကိန်းဂဏန်းတွေဂျာမန်ကိန်းဂဏန်းတွေကိုမတို့က comment ဆိုရှင်ရင်နောက်ကပေါ့နော်နောက်ကစလုံးမတို့ကအရင်စပြီးတော့ခေါ်ရတယ်ဒါကြောင့်မလို့ဒီမှာ dry ပြီးမှ30ကနောက်မှလိုက်တာ zane dry zane ဒီလိုပုံစံမျိုးသွားတယ်ပေါ့နော်အဲ့တော့နံပါတ်14ဆိုရှင်4က fear 30ဆိုတော့ zane fear zane 15 5က phone zane 6 ဒီမှာတော့ပထမဆုံးမတို့က6ပေါ့နော်6ဆိုလို့ရှိရင်တော့သူက6မှာကျတော့ဒီနားမှာ s ပါတယ်ဒါပေမဲ့သူက16မှာဆိုဒီမှာ s မပါတော့16ဒါလေးကိုသတိထားဖို့လိုအပ်ပါတယ်နောက်တစ်ခါကျတော့ zip zane ဆိုတာကျတော့ခုနှစ်ကကျတော့သူက z band လို့မတို့ကလေ့လာခဲ့တာပေါ့နော်ရှေ့မှာဒီမှာတော့ zip ပဲနော် zip zane ak zane 9 zane 20ကျတော့မတို့က spank zip ဒီလိုဖြစ်သွားတယ်ပေါ့နော်အဲ့တော့အမတို့ဆက်ပြီးတော့ကြည့်မယ်ဆိုရှင် spank zip ဒီမှာနောက်တစ်ခါကျတော့ drying zip အဲ့တော့ထူးခြားတာတခုလေးဒီမှာရှိရပေါ့နော်ကျန်တဲ့ဟိုမှာ20 40 50ဒီလိုမျိုးနဲ့ဆိုလို့ရှိရင်အမတို့ကလူမျိုး zip နဲ့ပေါင်းတာပေါ့sec နဲ့ပေါင်းတယ်ဒါပေမဲ့30မှာဆိုရှင်တော့မတို့က exact နဲ့ပေါင်းတယ်ဒါလေးကိုတော့မတို့သတိထားဖို့လိုအပ်ပါတယ် exact နဲ့ပေါင်းတယ်ပေါ့နော်အဲ့တော့ drying zip fear zip form zip 16ဒီမှာလည်း s မပါအောင်နော်16ဒီမှာ7မှာလည်းလိုပဲ7 zip လို့မဟုတ်ဘူး16တရားဆိုတော့မတော့ horn dart ဒါမှမဟုတ်ရှင်လဲ I horn dart ဒီလိုမျိုးပြောလို့ရပါတယ်အဲ့တော့ဒီမှာ I ကအမှာရှေ့မှာမတို့လေ့လာခဲ့ကြတယ် I မှာသူကတစ်လုံးနဲ့ဆိုရှင်တော့ s ပါတယ်ဒီမှာတရားဆိုရှင်တော့ I ရဲ့နောက်မှာ s မပါတော့ horn dart ပေါ့နော်ဒီလိုပုံစံမျိုးဖြစ်သွားတယ်နောက်တစ်ခုအမတို့က21ဆိုလို့ရှင်လဲအမတို့ကဒီမှာတစ်ကိုအရင်ပြောတယ် I on spank 6မခတ်ဘူးเนาะ I on spansit on ဆိုတာကြတော့ antn အင်္ဂလိပ်လို antn နှစ်ပေါ့เนาะနှစ်ဆိုတာနဲ့နှစ်ဆိုတဲ့စကားလုံးနဲ့တူတယ် I on spank 6ဒါဆိုရှင် spy on spank 6 form on drying 6ဒီလိုပုံစံမျိုးသွားတယ်ပေါ့အဲ့တော့ဒါကအမတို့ဇာလန်ကိန်းနဲ့နေတဲ့ပတ်သက်ပြီးတော့လေးလာသွားတာပဲဖြစ်တယ်နောက်တစ်ခုကနေ့တွေနဲ့ပတ်သက်ပြီးတော့အမတို့လေ့လာကြမယ်အဲ့တော့ပထမဆုံး Montag ဆိုတာတနင်္လာနေ့ကိုပြောတာเนาะဟိုမှာ target ဆိုတာကျတော့ဒါနေ့ပေါ့နေ့များ target ဆိုတာတော့ နေ့များနော် forecast target ဆိုတာဒါရက်သက်တစ်ပတ်မှာရှိရဲ့နေ့တွေအကုန်လုံးကိုပြောတာ Montag ဆိုတာတနင်္လာနေ့နောက်တစ်ခု Dienstag အင်္ဂါနေ့ Mittwoch နော်ဗုဒ္ဓဖူးနေ့နောက်ကြတော့ Donnerstag ကြာသပတေးနေ့ Freitag ပေါက်ကြ Samstag စနေ Sonntag ဒါတနင်္ဂနွေနေ့ပေါ့နော်အဲ့တော့အမတို့ဒီမှာကြည့်ရအောင်တစ်ခုကျော်မှာဒီမှာ Montag Dienstag ဒီမှာ Mittwoch ကတော့ Mittwoch เนาะဒီမှာ Donnerstag Samstag အဲ့တော့သူကတစ်ခုကျော်မှာအမတို့ကเนาะတူနေရပါเนาะ x t r g เนาะ stag အဲ့တော့ Montag Dienstag Mittwoch Donnerstag Freitag Samstag Sonntag ဒါကအမတို့နေ့တွေနဲ့ပတ်သက်ပြီးတော့အခေါ်လေးတို့မတို့လေ့လာသွားတာပဲဖြစ်တယ်အဲ့တော့နောက်တစ်ခုမတို့ဘာလေ့လာမလဲဆိုလို့ရှိရင်လတွေနဲ့ပတ်သက်ပြီးတော့လေ့လာရအောင်
ဆိုတော့ပထမဆုံးပေါ့နော် January ကိုမတို့ဘယ်လိုခေါ်မလဲဆိုရှင် January February March နော်နောက်တစ်ခါ April တော့ April May June July August နော်နောက်တစ်ခါ September October November December ဒီလိုမျိုးမတို့ခေါ်ရတာပေါ့နော်ဆိုတော့ဒါကတော့လတွေနဲ့ပတ်သက်ပြီးတော့အမပြောပြသွားတာဖြစ်တယ်အဲ့တော့လတွေရဲ့ article ကရှေ့မှာသူက day ဆိုတာနဲ့သွားပါတယ် article day နဲ့သွားတယ်ပေါ့နော်ဆိုတော့ article တွေအကြောင်းလေ့လာတဲ့အခါမှာအမတို့ထပ်ပြီးတော့ဆွေးနွေးကြမယ်နောက်တစ်ခုကကျတော့ Vfraga ဆိုတော့ဒါအင်္ဂလိပ်လိုဆိုရှင်တော့ WH question ပေါ့နော်ပထမဆုံးအမတို့က Where ဆိုတာကျတော့ who နဲ့တူတယ် Where ဆိုတာဒီအမတို့ who နဲ့တူပါတယ် who ဆိုတာနဲ့တူတယ်ပေါ့နော်အဲ့တော့တူလဲဒါဘာတူလဲလို့မေးလို့ရှင် where is tax ဒါဘာတူလဲနော်အဲ့ကျတော့အရာဝတ္ထုကိုမေးမယ်ဆိုရှင်တော့ vex ဆိုတာဒီ what နဲ့တူပါတယ်အဲ့တော့ what is taxဒါပါလဲ wo ဆိုတာကကြတော့မတို့ where ဆိုတာနဲ့တူတယ်ပေါ့နော် wo wohnst du နေပမာနေရလဲ wo wohnst du ဒါတော့ရင်းနှီးတဲ့အနေထားနဲ့မတို့မေးလိုက်တာပေါ့နော်တကယ်တော့ဒီမှာနောက်တစ်မျိုးပေါ့နော်အဲ့မှာဂျာမန်မှာမတို့က do နဲ့သုံးတာရှိရယ် c နဲ့သုံးတာရှိရယ် c ကကြတော့ရင်းနှီးတဲ့family ရာပေါ့နော်ရင်းနှီးတဲ့ပုံစံမျိုးနဲ့ c ကိုသုံးတယ်နောက် formal ပုံစံမျိုးနဲ့ c ကိုသုံးတာပေါ့နော် wo wohnst du နော် wo wohnen sie ဒီလိုမျိုးသုံးတာပေါ့ wo wohnen sie နောက်တစ်ခုကကျတော့ woher ဆိုတာဘယ်ကလာတာလဲ where from woher နော်အဲ့တော့ woher comes du မင်းဘယ်ကလာတာလဲဒါတော့ informal form နဲ့မိတာပေါ့နော်တကယ်လို့ကိုက formal form နဲ့မိမယ်ဆိုရှင်တော့ woher kommen sie ဒီလိုပုံစံမျိုးသွားတာပေါ့နောက်တစ်ခုကကျတော့ v ဆိုတာတော့မတို့ how ပေါ့နော် how နဲ့မိတာ wie heißt du နင်းနာမည်ဘယ်လိုခေါ်လဲ wie heißt du ဒီလိုမျိုးမေးလိုက်တာပေါ့နော်တကယ်လို့ကိုက formal ကြသုံးချင်တယ်ပိုလိုက်ဖြစ်သုံးချင်တယ်ဆိုရှင်တော့ wie heißen sie ဒီလိုမျိုးသုံးပါပေါ့ wie heißen sie နောက်တစ်ခု wie viel ဆိုတာကျတော့ how much ပေါ့နော် how much ဘယ်လောက်လဲအဲ့လိုမျိုးမေးတဲ့အခါမှာ wie viel နဲ့သုံးတယ်အဲ့တော့ဒီမှာ wie viel kostet das ဒါဘယ်လောက်ကျလဲဈေးဝယ်တဲ့အခါမှာကြားတဲ့ငွေတွေပေါ့နော်ကိုမေးရဆိုရှင် wie viel kostet das ဒါဘယ်လောက်ကျလဲဒီလိုမျိုးမေးတာပေါ့နော်ဆိုတော့အမဒီနေ့လေ့လာသွားတာအမတို့တွေဘာတွေလေ့လာလဲဆိုရင်ပထမဆုံးအမတို့ဂျာမန်ရဲ့ပေါ့နော်ဒီunit alphabet လေးလုံးနဲ့ပတ်သက်ပြီးတော့အမတို့လေ့လာသွားတယ်နောက်တစ်ခုကကျတော့အမတို့ tip 3တွေပေါ့နော် tip 3ဆိုတာကျတော့ vowel နှလုံးရှိရဲ့တန်ပဲထွက်ရတဲ့ tip 3တွေအကြောင်းကိုအမတို့လေ့လာခဲ့ကြတယ်နောက်ကိန်းဂဏန်းတွေနဲ့ပတ်သက်ပြီးတော့အမတို့လေ့လာခဲ့ကြတယ်ပေါ့နော်ကိန်းဂဏန်းတွေနဲ့ပတ်သက်ပြီးတော့လေ့လာတယ်နောက်တစ်ခုကကျတော့အမတို့ကဒီနေ့တွေနဲ့ပတ်သက်တာလတွေနဲ့ပတ်သက်တာတွေလေ့လာခဲ့ကြပါတယ်နောက်တစ်ခုကကျတော့ Vfraga ပေါ့နော်WH question နဲ့ပတ်သက်ပြီးတော့မတို့လေ့လာခဲ့ကြတယ်ဆိုတော့အားလုံးဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် choose is better